အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဟင်းနေစားညင်းငွေလာပြီဖြစ်တဲ့အတွက်တခါလေးပြောင်းလဲလေးဖြစ်အောင်ကြက်မွအဆက်ကြော်လေးနဲ့ပဲဟင်းလေးနဲ့စားတော့မှာဖြစ်ပါတယ်ဒါကတော့ပြုတ်ထားတဲ့ကြက်သားလေးတွေကိုနည်းနည်းချွတ်ပြီးတော့မှွားသွားတဲ့အထိအနေငယ်ကြော်နေတာပါပြီးတော့ကျွန်တော်ဒီမှာငရုတ်သီးမှုတ်ထည့်မယ်ပေါ့နော်ငရုတ်သီးခွဲချမ်းပေါ့နော်ငရုတ်သီးခွဲချမ်းထည့်မယ်ပြီးွားရင်ထပ်ပြီးတော့ငရုတ်သီးလေးကြက်တဲ့အထိတစ်ချက်ကြော်ပြီးမယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ဒီမှာအသင့်ပေါ့နော်ကြော်ပြီးသားကြက်သွန်ကြော်လေးတွေထည့်ပါမယ်ကြက်သွန်နီကြော်လေးပေါ့နော်ကြက်သွန်နီကြော်လေးရဲ့ကြက်သွန်ဖြူကြော်လေးရဲ့ထည့်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ခဏနေတော့ချလို့ရပြီပေါ့နော်ရတာတော့မြည်ကြည့်ရတော့ share ပါပဲခင်ဗျာကဲအခုဆိုတော့ပိန်းချက်ဖို့လုပ်ပါမယ်အရင်ဆုံးစီယာမုံညင်းစီလေးတွေကိုတစ်ချက်စီပူတဲ့ကိုထည့်လိုက်ပါမယ်စီပူတဲ့ထည့်ပြီးတော့ကြက်သွန်နီကြက်သွန်ဖြူချင်းထောင်းထားတဲ့လီတာလေးအနေငယ်နဲ့စီအနေငယ်နဲ့စီတက်လိုက်ပါမယ်ကြက်သွန်လေးရလည်းမွေးလာပြီဆိုရင်တော့ဂူနာကပြုတ်ထားတဲ့ကြက်မွကအယိုးနှင်ထားတဲ့ကြက်ရိုးလေးတွေထည့်ပြီးတော့နည်းနည်းလေးမွေးလိုက်ပါမယ်ဒီကလွတ်ပြရမယ့်တူတူသုံးဝင်အောင်ဆိုပြီးတော့ချိုရတာလဲချိုအောင်ဆိုပြီးတော့ထည့်ချက်လိုက်တာပေါ့နော်ပြီးသွားရင်တော့အသင်းကျိတ်ထားတဲ့ကလပဲလေးတွေကိုထည့်ပြီးတော့အနှမ်းငယ်လုံးပါမယ်ပြီးရင်တော့ရေထည့်လိုက်ပါမယ်ရေထည့်ပြီးွားရင်တော့ခဏအုပ်ထားလိုက်ပါမယ်အချိန်တော့အသင့်တော်ကြာချက်ပြီးတဲ့အချိန်မှာတော့ကျွန်တော်ဒီပေါ့နော်လိုက်ဖက်တဲ့ဟင်းလေးတစ်ခွက်ဖြစ်တဲ့ပဲဟင်းလေးရလဲကြက်ပြီးကြက်သားမွားကြော်လေးရလဲရပြီဆိုတော့ခဏနေရင်တော့ကျွန်တော်ထမင်းလေးစားလိုက်ပါအောင်မယ်ရတာလေးကတော့ share ပါပဲဗျာဒါလေးကတော့ကျွန်တော်ကိုယ်တိုင်ကြော်ထားတဲ့ကြက်မွားကြော်လေးနဲ့ပဲဟင်းလေးပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်ကျွန်တော်ဘာတွေဘယ်လိုချက်ပြီးတော့ဘယ်လိုတင်ဆက်သွားမယ်ဆိုတာကိုတစ်ချက်လောက်အားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ see you